အားလုံးပဲမင်္ဂလာပါယခုကျွန်တော်ဖတ်ပြမယ်ဆောင်းပါးလေးကတော့2023နိုဝင်ဘာနဲ့ဒီဇင်ဘာလမြစ်တာတမန်မဂ္ဂဇင်းတွင်ပါဝင်ထားသောစာရေးသူမိုးရီရေးသားထားသည့်ခရစ်စမတ်တစ်ပင်ဆိုတဲ့ဝိညာဉ်ရေးရာဆောင်းပါးလေးပဲဖြစ်ပါတယ်ခရစ်စမတ်တစ်ပင်ကိုခရစ်စမတ်ပွဲတော်ကာလတွင်ဆင်ရင်ထားတတ်ကြတယ်ထို့သောဆင်ရင်ထားကြသည့်နောက်ခံသမိုင်းကြောင်းကိုတင်ပြအပ်ပါတယ်ခရစ်စမတ်တစ်ပင်တွင်ဝိညာဉ်ရေးရာအရေးပါခြင်းများလည်းရှိပါတယ်ခရစ်ယာန်ဘာသာဝင်များဆင်ရင်ကြသည့်ခရစ်စမတ်တစ်ပင်သည်သခင်ခရစ်တော်၏ဖွားမြင်တော်မူခြင်းနှင့်ရှင်ပြန်ထမြောက်တော်မူခြင်းတို့ကိုကိုးစားပြုထားပါသည်ခရစ်စမတ်တစ်ပင်၏အကိုင်းအခက်များနှင့်ရွက်လက်များတို့သည်တည်ဆုံးခြင်းမရှိသည့်လက္ခဏာတစ်ခုအဖြစ်သတ်မှတ်ရခြင်းမှာ၎င်းတို့သည်လက်ဝါးကားတိုင်းပေါ်ရှိသခင်ခရစ်တော်၏ဦးခေါင်းပေါ်တွင်တင်ဆောင်ထားသောဆူရည်တရဖူနှင့်တွင်တူပါသည်ခရစ်စမတ်ကာလတွင်မိမိနေအိမ်ကိုအလှဆင်ခြင်းမှာလွန်ခဲ့သောနှစ်ပေါင်း2500ကျော်ကရှေးဟောင်းရောမလူမျိုးများမှဆင်းသက်လာခဲ့သည့်ရုပ်ထုဆင်းတုများကိုယုံကြည်ကိုးကွယ်ခဲ့ကြသောသူများ၏စေတနီလာပွဲတော်တွင်မိမိတို့နေအိမ်များကိုစိမ်းလန်းသည့်တစ်ခက်တစ်ရွက်များဖြင့်ရစ်ပတ်ထားသောပန်းခွေများဖြင့်လှဆင်ထားကြပါသည်ဂျာမန်လူတီယန်များကစတင်ဆင်ရင်ခဲ့ကြသောမှတ်တမ်းများကိုတွေ့ရှိခဲ့ရပါတယ်1539ခုနှစ်တွင်စထရာစဘော့ရှိဖျားเจ้าကတီတယ်တွင်စတင်စိုက်ထူခဲ့တဲ့မာတင်ဘူဇာအမည်ရှိသည့်ပရိုတက်စတင်ပြုပြင်ပြောင်းလဲသည့်သူကဥဆောင်ကျင်းပခဲ့တဲ့ခရစ်စမတ်တစ်ပင်၏ထိပ်ဆုံးတွင်ဆင်ရင်ထားသောကျယ်နှင့်ဆက်လင်း၍လွန်ခဲ့သောရှစ်နှစ်ပေါင်းများစွာကတည်းကဟောပြောခဲ့ကြတဲ့ထို့သောပရောဖက်ပြုချက်များဂျူးလူမျိုးတို့၏ကယ်တင်ရှင်မေရှိယကိုယေရုရှလင်မြို့၏တောင်ဘက်အရပ်ရှိဘက်လင်မြို့တွင်ဖွားမြင်ခြင်းခံယူတော်မူမည်ဟုပရောဖက်ကြီးမိက္ခာကကြိုတင်ဟောပြောခဲ့ပါတယ်။ချို့ကျမ်းတက်ပုဂ္ဂိုလ်များကထိုကျယ်ကြီးသည်ပရောဖက်ပြုခြင်းကိုပြည့်စုံစေသည်ဟုမိန့်ဆိုခဲ့ကြတယ်။ထိုထူးဆန်းသောကျယ်ကြီးကိုပရောဖက်ပြုသည့်ကျယ်ကြီးဟုခေါ်ကြတယ်။နက္ခတ္တပညာရှင်များကထိုထူးဆန်းသောကျယ်ကြီးနှင့်ပတ်သက်သောအဆိုပြုချက်များရှိကြတယ်။ဂျူပီတာဂျာသာပရိဂျိုဂျူပီတာနှင့်စနေဂျိုစတန်တို့ပူးပေါင်းထားခြင်းသို့မဟုတ်ဂျာသာပရိဂျိုဂျူပီတာနှင့်တောက်ကြဂျိုဗီနက်တို့ပူးပေါင်းထားခြင်းမှလွန်လင်းထိန်သောတောက်ပသည့်ထူးဆန်းသောကျယ်ကြီးဖြစ်မတူညီကွဲပြားသည့်တိုင်းပြည်များမှမဂျိုင်းပညာရှိမင်းသုံးပါးကိုဘက်လင်မြို့သို့လမ်းပြပို့ဆောင်ခဲ့တယ်ပညာရှိမင်းသုံးပါးတို့သူငယ်တော်ရှိရာဘက်လင်မြို့သို့ရောက်ရှိရာနေ့ကိုဇန်နဝါရီလ6ရက်နေ့၌ရောက်ရှိခဲ့သည်ဟုအနောက်တိုင်းခရစ်ယာန်ပညာရှင်များကဆိုကြတယ်ထိုနေ့ကိုအေဗစ်ဖနီနေ့ဟုဆင်ခြင်ကျင်းပကြတယ်ပျော်ရွှင်ပွဲ2025ခုနှစ်ခရစ်စမတ်၏ချစ်ချင်းငြိမ်သက်ခြင်းတို့သည်ချစ်တော်မေတ္တာတမန်ချစ်သူများအပေါ်သို့တက်ရောက်ပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်